အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော် share လုပ်ပေးချင်တာတော့ကျွန်တော်တို့ဖုန်းပြောနေတဲ့ခြေကြရင်ပေါ့နော်တစ်ဖက်ကဖုန်းဆက်လာရင်ကျွန်တော်တို့ကမသိရဘူးဘာဖြစ်လို့လဲလို့မေးနေတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တစ်ဖက်ကဖုန်းဆက်လာရင်သိရအောင်ဖွက်တဲ့ close လေးကိုကျွန်တော် share လုပ်ပေးမယ်ဒီနေ့နေ့လေးကတော့မိတ်ဆွေတို့တကယ်လိုအပ်တယ်ဆိုရင်ယူတိုးလို့ရအောင်ပေါ့နော်ကျွန်တော် share လုပ်ပေးမယ် okay ဒါဆိုရင်ကျွန်တော်နဲ့တူသွားပြီးကြည့်လိုက်ရအောင်ဗျရုံစိုးကျွန်တော်တို့ရဲ့ဖုန်းခေါ်တဲ့ close လေးလည်းရုံစိုးနှိပ်သွားပေးပါဒီနေရာမှာနည်းနည်းလေးကျွန်တော်ပြောပြချင်တာကတော့တချို့ miss တွေရဲ့ setting တွေမှာနှိပ်လိုက်ပြီဆိုရင်ဒီပေါ်ဆုံးမှာဆက်လေ30ရှိတယ်ကျွန်တော်မှာတော့ဒီဆက်30မပေါ်ဘူးကျွန်တော်မှာတော့ setting ပိုလေးပေါ်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီ setting ပိုလေးပဲနှိပ်ရမှာဖြစ်ပါတယ်ဗျာ okay ဒီနေရာမှာဒီအောက်ဆုံးမှာဒီနေရာလေးကျွန်တော်တို့ကနှိပ်ပေးရမှာဖြစ်ပါတယ်တချို့ miss တွေရဲ့ setting တွေမှာဆက်လေ30ပေါ်တယ်ဆိုရင်တော့ call setting ကိုနှိပ်ပေးပါကျွန်တော်မှာတော့ဒီစာနာလေးကျွန်တော်နှိပ်ပေးရမှာပဲဖြစ်ပါတယ်Okay ဒီနေရာမှာမိတ်ဆွေကစက်တက်မှာပြုလုပ်မှာလားစင်အနှစ်မှာပြုလုပ်မှာလားပေါ့နော်ကျွန်တော်ဥပမာအနေနဲ့ကျွန်တော်စင်နှစ်မှာပြုလုပ်ပြမယ်ပေါ့နော်စင်နှစ်ကိုကျွန်တော်တစ်ချက်နှိပ်မယ် Okay ဒီနေရာမှာတချို့မိတ်ဆွေတွေတခါမှဖွင့်ဖို့ဆိုရင်နည်းနည်းလေးကြာမယ်နော် Okay ခုလိုမျိုးဒီ close လေးကျွန်တော်တို့ဖွင့်ထားမှလည်းတစ်ဖက်ကဖုန်းဆက်လာတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းမျက်နှာပြင်စခင်ပေါ်မှာ note ပြပေးနေမှာပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေကဒီ close လေးကိုပိတ်ထားမယ်ဆိုရင်တော့ကျွန်တော်တို့ဖုန်းဘယ်လိုပဲပြောနေပါစေတစ်ဖက်ကဖုန်းဆက်လာတာကိုကျွန်တော်တို့သိရမှာမဟုတ်ပါဘူးခင်ဗျာ Okay ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့နားလည်တဲ့ပုံပဲထင်ပါတယ်တကယ်လို့နားမလည်လားရှိရင် comment မှာမှတ်ထားခဲ့ပါကျွန်တော်ကတော့ဒီပညာမျှဝေနေသူဇော်ဇော်ပဲဖြစ်ပါတယ်ဗျာအားလုံးပဲဘိုင်ဘိုင်ပါ